ကောင်လေးဒီအသုံးပြုနိုင်ရန်အတွက်ပျက်စီးနေသောတစ်တာတစ်လုံးကို$800အဖြစ်ဝယ်ယူခဲ့တော်လဲထိုတစ်တာထဲတွင်ကဘာတစ်ခုလုံးပုံကွယ်နေသည်ကိုသူလုံးဝမသိခဲ့ပေအလင်းစလိုဖြင့်သူသည်သွားကြထိုးတဲ့နှချောင်းကိုတစ်တာထဲသို့ပစ်ထည့်လိုက်သည်ရုတ်တရက်ထိုကဘာဤကောင်းကင်ယံမှကြီးမား၍ထက်မြက်သောတစ်သားညောင်ကြီးနှစ်ခုဆင်းသက်လာပြီးမိစ္ဆာငယ်နှစ်ကောင်ဤရင်ပတ်များကိုတက်တက်ချင်းစိုက်ဝင်သွားခဲ့သည်ထို့နောက်ကောင်လေးသည်ရင်းကိုမြင်သောအခါမြင့်တက်သွားခဲ့သည်တစ်တာထဲမှတင်းငယ်သောကဘာကိုသူလွှမ်းမိုးနိုင်သည်ကိုသူသဘောပေါက်သွားခဲ့သည်နောက်ပိုင်းတွင်ဂျီယာသည်စာလောင်မှုကြောင့်အားနည်းနေသည်ကိုသူသတိပြုမိသဖြင့်သူ၏လက်ထဲမှငါးသေးလေးကိုတစ်တာထဲသို့ပစ်ထည့်လိုက်သည်နောက်တစ်ကို၌ကြီးမားလာသောချက်ပြုတ်ထားသည့်ကြောင်ငါးတစ်ကောင်သည်ထိုကဘာထဲသို့ကြားရောက်သွားခဲ့သည်ဂျီယာကပြင်းသည်တစုံတရက်သောမိစ္ဆာဘီလူကြီးဖြစ်နိုင်သည်ဟုထင်ခဲ့သည်ထို့နောက်ကောင်လေးကပြင်းကိုစားလိုက်ပါသို့မဟုတ်ပါကမင်းစာလောင်၍တေးလိမ့်မည်ဟုပြောခဲ့သည်မီယာသည်ကြောင်ငါး၏အခွန်ကိုသူမ၏တန်လျက်ဖြင့်ခုတ်ဖြတ်ရန်ကြိုးစားခဲ့တော်လဲသူမ၏ခွန်အားလုံးကိုအသုံးပြုပြီးနောက်တွင်ပင်ဘင်းကိုမခွဲနိုင်ခဲ့ပေထို့နောက်ကောင်လေးသည်သူ၏လက်ကိုတစ်တာထဲသို့နှိုက်လိုက်သည်ရုတ်တရက်ထိုကဘာ၏ကောင်းကင်ယံတွင်ကြီးမားလာသောလက်နှစ်ဖက်ပေါ်လာပြီးကြောင်ငါး၏အခွန်ကိုအလွယ်တကူခွဲလိုက်သည်ဂျီယာသည်မြင်း၏အပိုင်းစားတစ်ခုတည်းကိုသာစားခဲ့တော်လဲသူမ၏စွမ်းအားသည်အခြေခံအဆင့်မှအုံမြင့်အဆင့်သို့ချက်ချင်းမြင့်တက်သွားခဲ့သည်သို့သောသူမ၏ပျော်ရွှင်မှုသည်ကြာရှည်မခံခဲ့ပေကြောင်ငါး၏အနှမ်းကြောင့်ဆွဲဆောင်ခြင်းခံရ